မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမဖြစ်နိုင်ဘူးလို့ထင်နေတာဟာကျွန်ုပ်တို့ရဲ့အတွေးနဲ့ပဲကျင်းမြောင်းနေလို့သာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကစိတ်တည်တာအရာခက်သိမ်းရဲ့အရှင်သခင်ဖြစ်တယ်လို့မိန့်ကြားခဲ့ပါတယ်သင်ဘလို့တွေးတယ်လဲသင်ဟာအဲ့ဒီအတိုင်းဖြစ်လာပါလိမ့်မယ်ဒီနေ့သင်ဘဝမှာဆင်းရဲဒုက္ခတွေကြောက်ရွံ့မှုတွေနဲ့ကြာရှုံးမှုတွေရှိနေတယ်ဆိုရင်အဲ့ဒီအကြောင်းရင်းဟာအပြင်မှာရှိနေတာမဟုတ်ဘဲသင်အတွင်းစိတ်ထဲမှာလည်းရှိနေတာပါအကြောင်းရင်းကအတွင်းမှာရှိရင်အဖြေကလည်းအတွင်းမှာပဲရှိရပါမယ်ပြောင်းလဲခြင်းဤနီလန်း၅တွေတိမိမိကိုယ်ကိုပြန်လိတတ်ပါစေသူတစ်ပါးရဲ့အမားကိုရှာဖို့ကလွယ်ပါပဲဒါပေမဲ့မိမိကိုယ်ကိုပြန်လဲမြင်အောင်ကြည့်နိုင်တဲ့သူဟာအမှန်တကယ်နိုးကြားလာသူဖြစ်တယ်လို့ဗုဒ္ဓကမိန့်ကြားခဲ့ပါတယ်ဒီနေ့ငါဘာတွေအမှားတွေးမိလဲဘာတွေအမှားလုပ်မိလဲလို့နေ့တိုင်းကိုပြန်မေးပါဒါဟာပြောင်းလဲခြင်းရဲ့ပထမအဦးဆုံးခြေလှမ်းမိမိကိုစမ်းစစ်ခြင်းပဲဖြစ်ပါတယ်နှစ်အတွေးများကိုစင်ကြယ်အောင်ထားပါမကောင်းတဲ့အတွေးတွေဟာဆင်းရဲဒုက္ခဆိုရဲ့တစ်ပင်စီဖြစ်လာမဲ့မျိုးစေ့တွေပါပဲတင်းစီလာတဲ့အတွေးတိုင်းကိုအဟုတ်မမှတ်ပါနဲ့အတွေးကိုပြောင်းလဲပါငါမလုံနိုင်ဘူးဆိုတဲ့စကားကိုငါသင်ယူနိုင်ပါတယ်ဆိုတဲ့စကားနဲ့အစားထိုးလိုက်ပါအဲ့ဒီအချိန်ကစပြီးမဖြစ်နိုင်တာတွေဟာဖြစ်လာပါလိမ့်မယ်ပစ္စုပန်မှာရှင်သန်မှာအတိတ်ဆိုတာကုံဆုံးသွားပါပြီအနာဂတ်ဆိုတာရောက်မလာသေးပါဘူးသင်လက်ထဲမှာတကယ်ရှိနေတာကအခုဒီအချိန်လေးပါပဲပစ္စုပန်ကိုကောင်းအောင်ပြင်ဆင်နိုင်တဲ့သူရဲ့အနာဂတ်ဟာအလိုအလျောက်ကောင်းမွန်လာပါလိမ့်မယ်မျော်လင့်ချက်ကိုလျှော့ချပါစီးရဲဒုက္ခရဲ့အကြီးမားဆုံးအကြောင်းရင်းဟာတော့အလွန်အကျွံမျော်လင့်ခြင်းပါပဲလူတွေအပေါ်အများကြီးမျော်လင့်ထားရင်စိတ်ပြေရမှာတေးချပါရဲ့မျော်လင့်ချက်နည်းလီပူပြီးအေးချမ်းလီပါပဲဒါဟာဗုဒ္ဓရဲ့အယူရှင်ဆုံးနီလန်မှာအမြဲတမ်းလိကျင်ပါပြောင်းလဲခြင်းဆိုတာတရက်ထဲနဲ့ဖြစ်မလာပါဘူးရေစက်ကလေးတွေစွတ်မိရာကနေအိုးကြီးရေပြည့်သွားသလိုပါပဲနေ့စဉ်ကြိုးစားမှုအသေးလေးတွေကတင့်ဘဝကိုပြောင်းလဲပေးပါလိမ့်မယ်စိတ်ရှည်ပါအမြဲတမ်းလိကျင်ပါနောက်ဆုံးမှာမှတ်သားရင်တင့်ရဲ့အကြီးမားဆုံးရန်သူဟာအပြင်မှာရှိနေတာမဟုတ်ဘဲတင့်အတွင်းမှာပဲရှိပါပဲအဲ့ဒီလိုပဲတင့်ရဲ့အကောင်းဆုံးတငယ်ချင်းဟာလည်းတင့်အတွင်းမှာပါပဲတင်ကိုယ်တိုင်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်တဲ့နေပိုင်းမှာမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးဟာတင်ဘဝကနေပျောက်ကွယ်သွားပါလိမ့်မယ်။မဖြစ်နိုင်တာဘာမှမရှိဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုကိုးကွယ်ရာအဖြစ်စီးကပ်ပါ၏